မြန်မာနိုင်ငံတွင်းစစ်တပ်ကအကြမ်းဖက်တိုက်ခိုက်မှုတွေကိုလှုပ်ဆောင်ခြင်းမရှိဘဲသဘောထားကွဲလဲသူတွေကသာစန့်ကျင်မှုတွေလုပ်ရန်အကြမ်းဖက်မှုတွေလုပ်နေတာဖြစ်တယ်လို့အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောပြန်ပါတယ်။နေပြည်တော်မှာပြုလုပ်တဲ့2025အလွန်မြန်မာနိုင်ငံရဲ့စင်ခေါ်မှု Forum on Myanmar Beyond 2025ဆွေးနွေးပွဲမှာမင်းအောင်လှိုင်ကအခုလိုပြောဆိုခဲ့တာလည်းဖြစ်ပါတယ်။လက်ရှိမြန်မာနိုင်ငံမှာတိုင်းပြည်အေးချမ်းမှုပြပြနေပြီးအကြမ်းဖက်တိုက်ခိုက်မှုတွေကိုစစ်တပ်ကလှုပ်ဆောင်ခြင်းမရှိပဲသဘောထားကွဲလဲသူတွေကသာစန့်ကျင်မှုတွေလုပ်ရန်အကြမ်းဖက်မှုတွေလှုပ်ဆောင်နေတာဖြစ်ပြီးနိုင်ငံရေးနဲ့လုံခြုံရေးအရာတည်ငြိမ်အေးချမ်းမှုမရှိတဲ့အတွက်ရင်းနှီးမြှုပ်နှံမှုတွေမလာတော့ဘူးလို့လည်းမင်းအောင်လှိုင်ကပြောပြန်ပါတယ်။မင်းအောင်လှိုင်ကစစ်တပ်အနေနဲ့ပါတီစုံဒီမိုကရေစီစနစ်ကိုလက်ခံပြီးရိုးရိုးသားသားပြောရမယ်ဆိုရင်တည်ငြိမ်အေးချမ်းဖွံ့ဖြိုးတိုးတက်တဲ့တိုင်းပြည်ဖြစ်ချင်ပြီးဖြစ်ပြီးတိုင်းရင်းသားတွေအနေနဲ့လည်းပြောနေတဲ့အခွင့်အရေးတွေလည်းရှိနေပြီးဖြစ်တဲ့ဖြစ်တိုက်တာတွေကိုပေးမှဖြစ်ပြီးလူအလိုနတ်မလိုက်နိုင်တဲ့အတွက်ကြောင့်အကုန်လုံးကိုမပေးနိုင်ဘူးလို့မင်းအောင်လှိုင်ကပြောပါတယ်။အကြမ်းဖက်စစ်ခေါင်းဆောင်မင်းအောင်လှိုင်က2025အလွန်မြန်မာနိုင်ငံ၏စိန်ခေါ်မှု Forum on Myanmar Beyond 2025ဆွေးနွေးပွဲကနေမြန်မာနိုင်ငံအတွက်အသုံးဝင်တဲ့ဆက်လက်ရှောက်လန်းရမယ့်အနာဂတ်အစီအစဉ်တွေရရှိနိုင်ရန်မျှော်မှန်းထားရလို့လည်းပြောပါတယ်ရှင်။